နာမာပွဲတော်ကမ္ဘာအဆိုးဆုံးပျော်ပွဲရှင်ပွဲပနာမာရဲ့အကြီးမားဆုံးသောလျှို့ဝှက်ချက်ကမ္ဘာပေါ်မှာပွဲတော်ကြီးတွေအများကြီးရှိပါတယ်ဘရာဇီးကရီယိုနယူးအော်လင်ကမာဒီဂရက်စ်ဒါပေမဲ့ခင်ဗျားတို့ပနာမာပွဲတော်အကြောင်းရောကြားဖူးပါသလားဒီပွဲတော်ကြီးကအပူဒဏ်ကိုရေနဲ့တိုက်ထုတ်ပြီးရာစုနှစ်ချီကြာတဲ့ရံဘက်အတွဲတွေရဲ့အပြိုင်အဆိုင်ခမ်းနားမှုကိုပြသတဲ့ပနာမာနိုင်ငံရဲ့တစ်နှစ်တာလုံးမှာအကြီးမားဆုံးနဲ့အဆိုးဆုံးပျော်ပွဲရှင်ပွဲကြီးဖြစ်ပါတယ်။ကက်သလစ်ဘာသာဝင်တို့ရဲ့ဥပုသ်ကာလမတိုင်မီ၄ရက်တာကျင်းပပါတယ်။ပုံမှန်အားဖြင့်ဖေဖော်ဝါရီဒါမှမဟုတ်မတ်လမှာကြာရောက်လိရှိပါတယ်။ဒီပွဲတော်ကြီးကဘယ်ကနေစတင်ခဲ့တာလဲ။ပွဲတော်ရဲ့ဇင်းမြစ်ကစပိန်ကိုလိုနီ16ရာစုကိုပြန်ရောက်ပါတယ်။စပိန်တို့ကဥပုံမစမီအပျော်အပါစားတောက်ခြင်းနဲ့အသားစားခြင်းတို့ကိုနောက်ဆုံးအချိန်လှုပ်ဆောင်ခွင့်ရှိတဲ့ဥရောပဓလေ့ကိုယူဆောင်လာခဲ့တာပါ19ရာစုနောက်ပိုင်းရောက်မှပနာမာမြို့မှာဘုရင်မရွေးချယ်ပွဲတွေလှည့်လည်ပွဲတွေနဲ့တကွစနစ်တကျနဲ့ကြီးကျယ်ခမ်းနားစွာကျင်းပလာခဲ့ပြီးတော့1910ပြည့်နှစ်မှာတရားဝင်အတိအမှတ်ပြုခဲ့ပါတယ်ရိုးရာကက်သလစ်အယူအဆတွေစပိန်ရိုးရာတွေအပြင်ပနာမာရဲ့အာဖရိကနယ်ဖွားနဲ့တိုင်းရင်းသားယဉ်ကျေးမှုတွေပေါင်းဆက်လာရာကနေဒီနေ့ခေတ်ထူးခြားတဲ့ပုံစံဖြစ်ပေါ်လာတာပါပနာမာပွဲတော်ကိုရေပွဲတော်လို့တောင်တင်စားကြရတဲ့အကြောင်းရင်းတစ်ခုရှိပါတယ်ပနာမာရဲ့အပူဆုံးအချိန်မှာကျင်းပတာဖြစ်လို့နေ့ခင်ပိုင်းမှာအပူဒဏ်ကိုဖြည့်ရှင်းဖို့အတွက်ထူးခြားတဲ့ဒလေးတစ်ခုကိုလှုပ်ဆောင်ပါတယ်ဒါကတော့ရေပက်တာပါကြီးမားတဲ့ရေသည်ကားကြီးတွေကိုကူလီကိုစ်လို့ခေါ်ပါတယ်ဒီကားတွေကနေအင်အားပြင်းတဲ့ရေပိုက်ကျူးတွေနဲ့လမ်းမပေါ်ကပျော်ပွဲစားလူအုပ်ကိုရေနဲ့ပတ်ဖြန်းကြပါတယ်ရေပက်ခံရမှသာပွဲတော်ကိုမှန်ကန်စွာပွဲတော်ဆန်ဆန်ပါဝင်ဆင်နွှဲခြင်းဖြစ်တယ်လို့ဒေသခံတွေကယုံကြည်ကြပါတယ်ဆိုစွနေတာဟာဒီပွဲတော်ရဲ့ပုံမှန်အခြေအနေပါပဲညဘက်မှာဆိုရင်တော့ဘယင်မများဤအလင်းရောင်စိန်ခေါ်ပွဲရှိပါတယ်။ညဘက်ရောက်ရင်ရေပက်ပွဲကအဆုံးသက်ပြီးအလှအပဆိုင်ရာပြိုင်ဆိုင်မှုအစစ်အမှန်စတင်ပါတယ်။မြို့နယ်တိုင်းလိုမှာပွဲတော်ဘယင်မကိုရွေးချယ်ပြီးတော့သူတို့ရဲ့ float ရင်တွေပေါ်မှာအလွန်ခမ်းနားတဲ့ဝတ်စုံတွေနဲ့လှည့်လည်ကြပါတယ်။ float ရင်တစ်ခုချင်းစီဟာရက်သက်တစ်ပတ်လပေါင်းများစွာအချိန်ယူပြင်ဆင်ထားတဲ့အမှုပညာလက်ရာတွေဖြစ်ပြီးထောင်နဲ့ချီတဲ့မီးလုံးတွေတောက်ပတဲ့ရွှေရောင်အစင်အပြင်တွေနဲ့တန်စာဆင်ထားပါတယ်။ပွဲတော်ရဲ့ထူးခြားချက်ကတော့ပြင်းထန်တဲ့ပြိုင်ဆိုင်မှုပါ။ပနာမာပွဲတော်ကိုကမ္ဘာအဆင့်မီစိတ်ဝင်စားစရာဖြစ်စေတဲ့အချက်ကတော့ Las Vegas မြို့မှာရှိတဲ့ပြင်းထန်တဲ့ပြိုင်ဆိုင်မှုပဲဖြစ်ပါတယ်။ Las Vegas ဟာပနာမာပွဲတော်ရဲ့ဝိညာဉ်လို့ဆိုနိုင်ပါတယ်။ဒီမြို့မှာဒေသခံတွေဟာအပေါ်လန်းနဲ့အောက်လန်းဆိုတဲ့အသင်းအဖြစ်ကွဲပြားပြီးတော့တစ်နှစ်ပတ်လုံးအပြိုင်အဆိုင်ပြင်ဆင်ကြပါတယ်။ဒီပြိုင်ဖက်အဖွဲ့တွေကိုတူနာစ်လို့ခေါ်ပြီးသူတို့ရဲ့ဘယင်မ float ရင်တွေတေးဂီတတွေနဲ့မြူရှုမီပန်းတွေကိုအပြိုင်အဆိုင်အကောင်းဆုံးဖြစ်အောင်ဖန်တီးကြပါတယ်သူတို့ဟာပတ်စံကိုအကန့်အသတ်မရှိသုံးဆွဲပြီးတစ်ဖက်အသင်းချက်ပိုမိုလှပပြီးတော့မှပိုမိုခမ်းမတဲ့ရှိုးပွဲတွေဖန်တီးဖို့စူးစမ်းကြရပါတယ်ဒါဟာပျော်ပွဲရှင်ပွဲတက်မဟုတ်ပါဘူးဂုဏ်ယူမှုနဲ့အမွေအနှစ်အတွက်စစ်ပွဲတစ်ခုလိုပါပဲဝတ်စားစင်ရင်မှုပွဲတော်မှာအမိုက်ဆုံးနဲ့အလှဆုံးမြင်ကွင်းကတော့ပနာမာအမျိုးသမီးတွေရဲ့အမျိုးသားဝတ်စုံပေါ်ရိုလာပဲဖြစ်ပါတယ်ဒီဝတ်စုံတွေဟာပန်းထိုးစားတွေရွှေထည်တွေနဲ့လက်ဖြစ်ပလဲခေါင်းဆောင်တွေနဲ့တန်စာဆင်ထားပြီးတော့ပြုလုပ်ဖို့ရှစ်လဒါမှမဟုတ်ဒီထက်လဲပိုကြနိုင်ပါတယ်ညနေခင်းလဲလှယ်ပွဲတွေမှာဒီဝတ်စုံတွေရဲ့ခမ်းနားမှုကိုအပြည့်အဝမြင်တွေ့ရပါတယ်ရေပက်ပွဲကြောင့်လူအများစုဟာအမြန်6နိုင်တဲ့ပေါ့ပါတဲ့အဝတ်အစားတွေကိုလည်းဝတ်ဆင်ကြပါတယ်ဒီအတွက်ကတော့နေ့ခင်ပိုင်းဝတ်ဆင်တာပါအစားအသောက်ပွဲတော်ကာလမှာပနာမာရဲ့ရိုးရာလမ်းဘေးအစားအစာတွေကိုအလွယ်တကူရှာဖွေနိုင်ပါတယ်ယိုကာဥအမျိုးအစားကိုအသားပြုံးနဲ့ဥထည့်ပြီးတော့မှကြော်ထားတဲ့မုံဒေသခံဟင်းခက်အမွေးတိုင်နဲ့ကြက်သားတွေပါဝင်တဲ့ရိုးရာဟင်းချိုအသားဒါမှမဟုတ်ဒိန်ခဲထည့်ပြီးကြော်ထားတဲ့မုံအပူဒဏ်ကိုခံနိုင်ဖို့ဒေသခံဘီယာနဲ့ကြံကနေပြုလုပ်ထားတဲ့အရက်တွေကိုတောက်တုံးလေးရှိပါတယ်ပိတ်သိမ်းခြင်း၄ရက်တာပျော်ပွဲရှင်ပွဲတွေအပြီးမှာတော့အကြက်ဘုတ်တူဟူးနေမတိုင်မီအင်္ဂါနေ့ညနေခင်းမှာငါတစ်တာမြုံနှံချင်းဆိုတဲ့တင်ကေတာပွဲနဲ့ပွဲတော်ကိုနှုတ်ဆက်ကြပါတယ်ဝမ်းထဲနေတဲ့ဝတ်စုံတွေနဲ့လူတွေကတင်ကေတာငါတစ်တာအသေးလေးကိုတည်ဆောင်ပြီးပါတီပွဲတွေရဲ့အဆုံးသတ်တဲ့ဥပုသ်ကာလရဲ့အစကိုဖော်ပြပါတယ်
ပနာမပွဲတော်ဟာရေပွက်ပွဲရဲ့ပျော်ရွှင်မှုဘယင်မတွေရဲ့ခမ်းနားမှုနဲ့အပြိုင်အဆိုင်အဖွဲ့နှစ်ခုရဲ့ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေကိုရောဆက်ထားတဲ့ကဘာပေါ်မှာလုံးဝကိုမတူညီတဲ့အတွေ့အကြုံတစ်ခုပဲဖြစ်ပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ပနာမလူမျိုးအများစုဟာပွဲတော်ကာလမှာမိသားစုတွေနဲ့အတူတူဆင်နွှဲဖို့မြို့ကြီးတွေကနေပြီးတော့ကျေးလက်ဒေသစီကိုအစုလိုက်အပြုံလိုက်ခရီးထွက်ကြပါတယ်။အဆုံးထိနားဆင်ပေးခဲ့ကြလို့ကျေးဇူးများကြီးတင်ပါတယ်။နောက်တစ်ခေါက်မှာတော့ဘလို့အကြောင်းအရာတွေကိုဖော်ပြပေးမလဲဆိုတာသိနိုင်အောင်လို့ပေါက်ပန်း40 channel ကို subscribe လုပ်သွားကြပါဦးနော်။